ဂုဏ်ယူပါတယ်။တင်းကို SPC စေယုံမှာညာဆိုင်ဒုနာပြုတ်အကူအဖြစ်အလုပ်ခန့်ခဲ့ပြီးဖြစ်ပါတယ်။ည9နာရီကနေမနက်9နာရီထိအလုပ်ဆင်းရပါမယ်။တင်းတငယ်ချင်းတွေကိုပါမန်ရှင်းခေါ်ပြီးအတူလုပ်ဆင်းလို့ရပါတယ်။စီကံနံပါတ်5ကိုမဖြစ်မနေလိုက်နာပါ။စီကံနံပါတ်1ဈေးတိုက်ချိန်ရောက်ရင်လူနာခန်းကိုတယောက်တည်းမတော်ပါနဲ့။စီကံနံပါတ်2မီလေးအောင်နေတဲ့နေရာတွေရောက်ရင်လမ်းလျှောက်တာမရက်လိုက်ပါနဲ့။တင်ကိုတယောက်ယောက်ကနောက်ကနေစောင့်ကြည့်နေပါတယ်။မြတ်တွန်းစီကံနံပါတ်3လူနာကရင်အောက်ကိုဘယ်တော့မှမကြည့်ပါနဲ့။ဆေးပစ္စည်းကြသွားရင်တော့မကောက်ပါနဲ့။စီကံနံပါတ်4ဆေးရုံ brain box တွေကိုမဖွင့်ပါနဲ့။အပြင်ကတစုံတရာကဝင်လာဖို့ကြိုးစားနေရပါ။စီကံနံပါတ်5စိတ်ထဲခြောက်ချားနေရင်တခြားသူကိုဖုန်းဆက်မမေးပါနဲ့။တင်ဖုန်းပြောနေတော့တင်ကိုလာခေါ်မဲ့သူရောက်လာပါလိမ့်မယ်။ကံကောင်းပါစေ။